အားလုံးပဲမင်္ဂလာပါခင်ဗျာစုတ်ကိုက်ထဲတော့ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်အားလုံးသိကျင်နေကြတဲ့အလုပ်အကန့်အကြောင်းလက်ရှိပေါ့နော် DVD လေးကိုကြည့်နေတဲ့သူတွေအကုန်လုံးပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့သူတွေများနေမယ်လို့ထင်တယ်အလုပ်အကန့်နဲ့ပတ်သက်ပြီးတော့လက်ရှိအလုပ်မှာအဆင်ပြေနေကြလားဘာတွေစိုးရိမ်နေရလဲဘာတွေအဆင်မပြေဘူးလဲအလုပ်မှာကိုလုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ကိုမျော်လင့်ထားတဲ့ result ကိုမျော်လင့်ထားတဲ့အကျိုးကျေးဇူးတွေရရှိနေကြလားအကယ်၍အချို့လူတွေကမရရှိဘူးကိုမျော်လင့်ထားသလိုမျိုးမအောင်မြင်သေးဘူးဘာတွေမှားနေလဲမသိဘူးဆိုတာသိချင်နေကြလိမ့်မယ်လို့ခံစားမိတဲ့အတွက်ကြောင့်မလို့ energy လေးကောင်းနေတဲ့အတွက်ကြောင့်မလို့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့တည်တံ့လေးကျွန်တော်ဒီ video လေးကိုဖတ်ပြမယ်ပေါ့နော်အားလုံးပဲJanuary ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူတဦးတယောက်ချင်းစီအတွက်ပေါ့နော်January ဖြစ်ကြမလို့ energy ကိုက်ချင်မှကိုက်ပါလိမ့်မယ်အဲ့တော့အားလုံးပဲ energy ကိုက်ကြပါစေလို့လည်းပဲကျွန်တော်ဆုတောင်းပေးပါတယ်ပေါ့နော် energy ကိုက်ပြီးတော့ကိုသိကျင်တဲ့အချက်ကိုဘာတွေလှုပ်ဆောင်တာမှားနေလဲဘာတွေလှုပ်ဆောင်မှုလိုအပ်တယ်ဘာတွေ guidance တွေလိုအပ်နေလဲအဲ့ဒါဖြစ်ပေါ့နော်သိသွားပြီးတော့ live လုပ်ခြင်းအဖြစ်အကျိုးစီးပွားတွေအောင်မြင်ဖြစ်ထွန်းမယ်လို့ယုံကြည်ပါတယ်အဲ့ဒီတော့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စပြီးတော့ဟောပေးပါမယ်ပေါ့နော်ပတ်ဝန်းကျင်အတန်လေးတွေစီမံနေရတော့သိခံပေးပါပေါ့နော်အဲ့ဒီတော့ထုံးစံတိုင်းပဲတခြားလေးကကလေးတွေကိုအာရုံပြုပေးပါအသက်ကလေးတွေကိုဝဝလေးရှုပေးပါပေါ့နော်ကျွန်တော် general reading လေးစတင်ပြီးတော့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ဟောပေးပါမယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လေ general reading လေးဖတ်မယ်ဆိုတော့လေအနောက်ချက်တွေအရန်ပေါ်တယ်သိလားစင်မပြေတာအရန်ပေါ်ဒါပေမဲ့ကျွန်တော်စူးစမ်းပြီးတော့ energy ကိုပြန်ပြီးတော့ကောင်းအောင်ပေါ့နော်စူးစမ်းပြီးကျွန်တော်ပြန်ဟောပေးပါမယ်ပေါ့နော်အဲ့တော့အခုကြည့်နေတဲ့သူနဲ့ပတ်သက်ပြီးတော့အခုကြည့်နေတဲ့သူတွေရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ဘာတွေမှားနေလဲဘာတွေပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်စပြီးတော့ကြည့်ပြပါမယ်ကက်ကလေးတွေကိုအာရုံပြုပေးပါအသက်ကလေးတွေကိုဘဝလေးရှုပေးပါပေါ့နော်ဟုတ်ပြီလောက်ကန်နဲ့အခုကြည့်နေတဲ့သူတွေရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နေလဲဘာတွေလှုပ်ဆောင်မှုလိုအပ်လဲဘာတွေမှားနေလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသောအကြံဉာဏ်တွေအကောင်းဆုံးသောထုတ်ဖော်ချက်တွေအကောင်းဆုံးသော guidance တွေကိုပေးသနာပေးပါအခုကြည့်နေတဲ့သူနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသောအကြံဉာဏ်တွေအကောင်းဆုံးသော guidance တွေကိုလမ်းပြကူညီပေးပါအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အခုကြည့်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့လေအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အခုအချိန်မှာအလောက်ကိုင်းတွေကလေနည်းနည်းလေးအေးနေတယ်ပေါ့နော်အေးနေတယ်အယောင်းဝယ်သမားတွေဆိုရင်လည်းအယောင်းဝယ်အေးနေတယ်ဒီကုမ္ပဏီဝန်ထမ်းတွေဆိုရင်လည်းပဲဘယ်လိုပြောမလဲကုမ္ပဏီဝန်ထမ်းတွေဆိုရင်လည်းပဲอืมနည်းနည်းလေးယာတူးတိုးတာလာတာတိုးတာတွေနဲ့ပတ်သက်ပြီးတော့လေခဏလေးစိုင်းငံ့နေလို့ခံစားရတယ်အဲ့တော့ဝန်ထမ်းတွေဆိုရင်လည်းပဲလာစာတူယာတူးတိုးဖို့အတွက်ကိုအရန်လိုချင်နေကြတယ်ဒါပေမဲ့အခြေအနေအကြောင်းကြောင့်လာစာတူယာတူးတိုးအလုပ်ကန်နဲ့ပတ်သက်ပြီးတော့အယောင်းဝယ်တွေအေးတာတွေကလေအကောင့်ထဲမပေါ်သေးဘူးဖြစ်နေတယ်။အော်မပေါ်သေးဘူးဖြစ်နေတယ်။ဘာဖြစ်လို့အဲ့လိုဖြစ်နေရလဲဆိုတော့လေကိုယ့်ရဲ့ဒီလုပ်ငန်းခွင်မှာဒါမှမဟုတ်ရင်ကိုယ်ရောင်းဝယ်လုပ်နေတဲ့ဒီဈေးကွက်ပေါ့နော်ဈေးကွက်တွင်းမှာလေနည်းနည်းလေးမယိုးမသားတဲ့သူတွေမယိုးမသားတဲ့လှုပ်ဆောင်ချက်တွေမယိုးမသားတဲ့အကြံအစီတွေနဲ့လေလှည့်ဖျားနေတဲ့သူတွေရှိနေတယ်ဥမာကိုယ့်ကိုပေါ့နော်မကောင်းကြံစီမကောင်းပြောတာတွေကိုယ့်ကိုကြောက်တွန်းတာတွေဒီလိုမျိုးပေါ့နော်မကောင်းတဲ့ energy တွေနဲ့ရှိတဲ့မကောင်းတဲ့ energy ရှိတဲ့သူတွေကလေကိုယ့်ကိုအနှောက်အယှက်ပေးနေတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အယောင်းဝယ်တွေခဏလေးအေးဆက်နေတယ်ယာတို့တို့လက်သာတို့ဖို့အတွက်လည်းပဲအနှဲငယ်ကြံ့ကြာနေရလို့ဒီ energy ရခံစားရတယ်ပေါ့နော်ဒီကက်ကလေးတွေကလည်းပြနေတယ်အဲ့တော့အခဏလေးတော့တီးခံပေးမကြခင်မှာတော့လေအောင်ပွဲတွေ cheers လုပ်ရမယ်အောင်ပွဲတွေတော့ရှိလာလိမ့်မယ်ဥမာလာသာတိုးသွားတာဓာတုတိုးသွားတာစသဖြင့်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်တငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့ပျော်ပွဲရှင်ပွဲတွေခံယူရမယ်ဆိုပြီးတော့ဒီနမိတ်ကလေးရောရှိတယ်ပေါ့နော်လက်ရှိမှာယာရုလာသာတိုးတွေခဏလေးညှို့လင်းချက်မဲ့နေတယ်အခြေအနေသိပ်မကောင်းဘူးရောင်းဝင်နဲ့ပတ်သက်ပြီးတော့ရောင်းဝယ်တွေအေးနေတယ်ဆိုပေမဲ့လည်းပဲမကြခင်မှာတော့လေခဏလေးတီးခံထားပြီးမကြခင်မှာတော့ပြန်ပြီးတော့ကောင်းမွန်လာမဲ့အနေအထားမျိုးတွေရောရှိနေတယ်
ရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခါထပ်ဆွဲပေးမယ်အဲ့တစ်ခါကဘာတွေ့လဲဆိုတော့ဟုတ်ပြီအတိအကျပေါ့နော်ဘလို့အကြောင်းအရာတွေကြောင့်အခုလိုမျိုးအယောင်းဝယ်တွေအေးနေတာလဲဘလို့အကြောင်းအရာတွေကြောင့်လာစာတွေမတိုးယာရုတွေမတိုးဘဲနဲ့အိတ်ဆက်နေရတာလဲအမျှော်လင့်ချက်တွေမဲ့နေရတာလဲဆိုတဲ့ပတ်သက်ပြီးတော့အဓိကအကြောင်းအရာ main အဓိကအကြောင်းအရာကျွန်တော်အသေးစိတ်ထပ်ပြီးတော့တကယ်ဆွဲပေးမယ်ကြာလာတယ်သူ့အလိုလိုကြာလာတဲ့ဆက်ပြီးပြီပေါ့နော်ဟုတ်ပြီဒီတက်ကလေးကလေသူကပြန်လဲနိုးကြားခြင်းပြန်လဲရှင်သန်ခြင်းပြန်လဲအောင်မြင်လာခြင်းပြန်လဲဥမော်လာခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဆိုတော့ကကြတော့ကိုဒီအလုံးနဲ့ပတ်သက်ပြီးတော့ဗောနော်ဥမာကိုးကွယ်တဲ့ကိုဘဝကိုမှန်ကန်လာအောင်ကိုဘဝကိုပြန်ပြီးတော့ကောင်းမွန်လာအောင်ကိုလိုချင်တဲ့အရာတွေပြန်ပြီးတော့ရရှိလာအောင်လို့ကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မေ့လျော့နေရတွေများရှိမလားမသိဘူးเนาะဥမာကိုမီယိုးဖလားကိုဝယ်ယုံကြည်မှုတွေကိုတစ္ဆာအဋိဌံခံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တခုခုမေ့လျော့နေရများရှိမလားအဲ့လိုမျိုးရှိခဲ့မယ်ဆိုရင်ပြန်စဉ်းစားမယ်ပြန်စဉ်းစားပြီးတော့ပြန်လဲပြီးတော့ကိုဘာသာအလိုက်ရိုးရာအလိုက်ကိုဂတိပေးထားတဲ့စကားတွေကိုပြန်လုပ်ပေးပါဗောနော်ပြန်ပြီးတော့ဂတိတည်ပေးပါပြန်လှုပ်ဆောင်ပေးပါဆိုတော့လာတော့ဥပမာပြောရပဲဆိုရင်တော့ကျွန်တော်တို့ဒီတရားပြန်လုပ်တာတွေတရားထိုင်ပဋိစိတ်တာနဲ့ပတ်သက်ပြီးတော့ပြန်လုပ်ပေးပါဒါဆိုရင်တော့ကိုယ့်ရဲ့ကံတရားတွေကကိုလက်ရှိဖြစ်နေတဲ့အခက်အခဲတွေကပြန်လဲကောင်းမွန်လာလိမ့်မယ်လို့တော့ဒီ energy အရကျွန်တော်ခံစားရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဘယ်အချိန်လောက်မှာဘယ်အချိန်ကာလအပိုင်းလောက်မှာကိုလက်ရှိအေးဆက်နေတဲ့လုပ်ငန်းတွေလက်ရှိယာတုတွေလာစာတွေမတိုးဘဲနဲ့ညှို့ချက်မဲ့နေရဆိုတဲ့အခြေအနေတွေကဘယ်အချိန်လောက်မှာဖြစ်လာမှာလဲဟုတ်ပြီကြာလာပြီ nice of panicker ကိုယ့်ရဲ့အလောက်ကန်နေနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီကကိုမြင်တော့ဘာလို့တော့တွေ့လဲဆိုတော့လေကိုယ့်ရဲ့လူကြီးတွေကိုယ့်ရဲ့အထက်လူကြီးတွေနဲ့ပတ်သက်ပြီးတော့လေကို့သူတို့မှာကို့အတွက်ကိုလေအစီအစဉ်တွေရှိနေပြီးသားဒီဝန်ထမ်းကိုတော့ဘယ်လိုမျိုးငါတို့တွေချီးမြှောက်ကြမယ်ဆိုတော့ plan တွေတော့ရှိပြီးသားဒါပေမဲ့စဉ်းစားလို့မျိုးပေါ့နော်အချိန်မကြာသေးဘူးဆိုတာလည်းပဲအကြောင်းရှိတယ်ကို့မှာအခုလိုမျိုးဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုဆိုင်ရာနဲ့ပတ်သက်ပြီးဂတိတစ္ဆာတွေခံထားရတဲ့ပတ်သက်ပြီးတော့မေ့လျော့နေတာပြက်ကွက်နေတာတွေရှိနေလိမ့်မယ်ထင်တယ်နော်အဲ့တော့အဲ့ဒါလေးတွေကိုပြန်ပြီးဖိစီလုပ်ပေးပါဒါဆိုရင်တော့ကိုယ့်ရဲ့ယာတူလာစာနဲ့ပတ်သက်ပြီးတော့လည်းပဲအထက်လူကြီးတွေမှာတက်ဆိုင်ရာလူကြီးတွေမှာလေ plan တွေအစီအစဉ်တွေချထားပြီးသားသူတို့ကလေနှောင့်နှေးနေတာပေါ့နော်နှောင့်နှေးနေတာစောင့်ကြည့်နေတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပေါ့နော်ကဲအဲ့ဒီတော့ဒီဗီဒီယိုလေးကိုကြည့်ချင်းအပြင်ဒီကျွန်တော်ရဲ့ဒီ follower လေးတွေမိတ်ဆွေတွေအနေနဲ့ပေါ့နော်ဒီဗီဒီယိုလေးကြည့်ကြပြီးကို့မှာဘယ်လိုမျိုးသောအကြောင်းအရာကြက်ကွက်နေတာလဲဒီသက်ဆိုင်ရာ universe guidance နေမမြင်ရတဲ့ energy အစုအဝေးစောင့်ရှောက်တွေကနေပြီးတော့ကိုယ်ကိုစောင့်ရှောက်ဖို့အတွက်ကိုသူတို့မှာစောင့်နေတယ်ကိုယ့်အတွက်ကသူတို့ကိုပေးထားတဲ့ဂတိတွေကိုလိုရမဲ့သူတို့နဲ့ပတ်သက်တဲ့အလုပ်တာဝန်တွေကိုလင်းဟင်းနေရတယ်ရှိလားမရှိလားဆိုတော့ပြန်လဲသုံးသပ်ပြီးတော့လှုပ်ဆောင်ခြင်းအပြင်မကြခင်မှာကိုယ့်အတွက်ကြီးမားတဲ့ပျော်ရွှင်မှုကြီးမားတဲ့အခွင့်အရေးတွေရရှိလာမယ်လို့ဒီဗီဒီယိုလေးကနေပြီးတော့နမိတ်ဖတ်ပေးလိုက်ပါတယ်ပေါ့နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေအလောက်ကန်ကြီးအဆင်ပြေကြပါစေ